ပုတ်စာနံပါတ်9ကိုကြည့်မယ်အောက်ပါကိန်းတစ်ခုစီသည်3.6တိဤအစမြည်မျှဖြစ်တဲ့နည်းတဲ့3.6တိဤအစမြည်မျှဖြစ်တဲ့နည်းတဲ့အော်ကျွန်တော်တို့ကြည့်လိုက်မယ်ပေးထားတဲ့တန်ဖိုးက391သူကအခုရှိနေတဲ့တန်ဖိုးက391နဲ့နှိုင်းယှဉ်ခိုင်းတယ်အော်ကျွန်တော်တို့ကြည့်လိုက်မယ်ပေးထားတဲ့ကိန်း391သည်ဘယ်ကိန်းရဲ့လဲ3.6တိဤအစဘလောက်နဲ့ညီတယ်လေအော်ကျွန်တော်တို့ကြည့်လိုက်မယ်ဒီမှာကဒသမကပထမဘယ်နေရာမှာရှိနေရလဲ3ရဲ့နောက်မှာဟောအခုကျွန်တော်တို့ကကြည့်လိုက်မယ်3ရဲ့နောက်မှာအခုပေးထားတဲ့ကိန်းကဘယ်နှလုံးရှိနေရလဲ6တစ်ကျွန်တော်တို့ကကြည့်လိုက်မယ်အရင်တော့3ရဲ့နောက်မှာပါရှိနေရလဲဒသမဒါဆိုဟောဒီ6တစ်ဆိုတဲ့ကိန်းတစ်စုံလုံးကြီးဟာဘယ်ကိုရွေ့လာတာလဲဟုတ်တယ်ဝဲဘက်ကိုရွေ့လာတာပြောရရင်ဒသမကဘယ်ကိုဆုတ်သွားတာလဲယာဘက်ကိုဆုတ်သွားတာအားကြောင့်မို့ကျွန်တော်ဘယ်နှဖြစ်တာလဲ391ဖြစ်တာကဲဒါဆိုငကိုရှိနေတဲ့တန်မိုးက300နေ3ကနေမှ391ဖြစ်သွားတယ်ဆိုဘယ်နှနေရာသာရွှေ့ခဲ့တာလဲ2နေရာသာဒါဆိုရင်391က3.6ကို2နေရာသာရွေ့တဲ့အတွက်ကြောင့်2နေရာသာရွှေ့ရဆိုတော့ဘာနဲ့လဲဘယ်နဲ့စပြုထားတာလဲဟုတ်တယ်100စာ391ဤဘယ်နဲ့စလဲဆိုတော့100စာဖြစ်သည်ဘာဖြစ်လို့လဲဆိုတော့ကိန်း2နေရာစာရှေ့ကိုကျွန်တော်တို့ရာဘက်ဝဲဘက်ကိုတိုးထားတယ်ဒသမ2နေရာစာစုပ်ထားတဲ့အကြောင်းလို့2နေရာစာစုပ်တာကဘာဖြစ်လို့လဲ100နဲ့မြောက်ခဲလို့2နေရာစာဖြစ်တဲ့အတွက်100စာပြုတ်ထားလို့ဟုတ်ပြီကဲဒါဆိုရင်အခုပေးထားတဲ့ကိန်းလေးကိုကြည့်လိုက်မယ်39.1 39.1ကတဲ့391ကိုဘယ်နှစပြုတ်လိုက်လို့39.1ဖြစ်တာလေ3.61ကိုမူရင်းကိန်းက3.61 3.61ကိုဘယ်နှစပြုတ်လိုက်လို့39.1ဖြစ်တာလဲအော်စမတော့ကြည့်လိုက်ငကိုမူလတန်ဖိုးကဒသမ3ရဲ့နောက်မှာအခုဘယ်ရဲ့နောက်ကိုရောက်သွားလဲကြည့်လိုက်တော့9ရဲ့နောက်ကိုဒသမလေးကရောက်သွားတယ်ဒါဆိုဘယ်နှစ်နေရာစာရွေ့သွားတာလဲတနေရာစာဘယ်ဘက်ကိုရွေ့သွားတာလဲယာဘက်ကိုဒါဆိုတနေရာစာယာဘက်ကိုရွေ့ရဆိုတော့ဘာနဲ့လောက်ခဲ့လို့လဲဟုတ်တယ်တနေရာစာမဟုတ်လို့30အဲ့တော့10စာနဲ့ညီတယ်ရမလားဟုတ်ပြီကဲတကားဆိုစမောက်ကူကြည့်လိုက်မယ်ပေးထားတဲ့တန်ဖိုးက3910ဆိုပြီးစမောက်ပေါက်ထားလဲပေးထားတယ်ဟုတ်ပြီ3910တဲ့သူ့ရဲ့မူရင်းကိန်းကဘယ်လောက်လဲဆိုလို့ရှိရင်သူနှိုင်းရှင်ခိုင်းတဲ့ကိန်းက3.61အဲ့တော့ဒသမအမှတ်လေးနဲ့ပဲစမောက်တို့ကြည့်မယ်ဒသမအမှတ်ကလေးကစမောက်တို့ဘယ်နှနေရာသာရွေ့ခဲ့ရလဲဟောဒီမူရင်းသူပေးထားတဲ့ကိန်းတန်ဖိုးကိုကြည့်လိုက်အခုရှိနေတာက3ရဲ့နောက်မှာဟောအခု3ရက်နောက်မှာဆိုတော့ဒသမကိုကြည့်လိုက်ကို3ရက်နောက်မှာဘာနှလုံးတိုးလာလဲဒသမကဒီနေရာကနေပြီးတော့ကျွန်တော်ကြည့်လိုက်တာ3ရက်နောက်မှာအခုဒသမမရှိတော့ဘယ်နှလုံးတိုးလာကဲတစ်လုံးနှလုံး3လုံးတိုးလာဘယ်နှလုံးတိုးလာလဲ3လုံးတိုးလာ3.61ဆိုတဲ့တန်မိုးကနေကိန်းက3910ဆိုပြီးကိန်းဘယ်နေရာသာတိုးလာလဲ3နေရာသာတိုးလာဆိုရင်ဟောဒီ3.61ဘယ်နှစပြုတ်လိုက်လို့3910ဖြစ်တာလဲ3နေရာစာတိုးတာဖြစ်တဲ့ကြောင့်မလို့1000စာဒါကြောင့်မလို့ဆရာမတို့က1000စာဖြစ်သည်ရမလားပေးထားတဲ့တန်မိုးနဲ့မူရင်းတန်မိုးနဲ့ကိုကြည့်ပါဘယ်နှစ်နေရာသာတိုးတာဒသမအနောက်မှာအရင်က2နေရာရှိတယ်အခုဒသမနောက်မှာကျွန်တော်တို့ဘယ်နေရာသာရှိတယ်2နေရာသာမရှိဘဲနဲ့ကိန်းနှလုံးကဘယ်ကိုတိုးလာလဲကျွန်တော်တို့ကဝဲဘက်ကိုကိန်းနှလုံးတိုးလာဖြစ်တယ်နှလုံးတိုးတာ2နေရာသာတိုးတဲ့ဘာလို့လာလဲ100စာဖြစ်တာဟုတ်ပြီကြည့်လိုက်တယ်ငကိုရှိနေရ3ရဲ့နောက်မှာဒသမအခုရှိတာက9ရဲ့နောက်မှာဆိုဘယ်နှစ်နေရာသာတိုးလာလဲ1နေရာသာဒါမှမဟုတ်ဆိုဘယ်နှစ်စပြူတာလဲ10စာပြုတ်ထားရဲဆိုတာသိပြီဟုတ်ပြီကြည့်လိုက်တယ်ဒသမရဲ့တန်ဖိုးကငကိုတုံးက3ရဲ့နောက်မှာရှိတာအခုဘယ်ရောက်လာပြီလဲဆိုတော့ဒသမကနောက်ကိုရောက်သွားပြီကိန်းဘယ်နှလုံးတိုးလာလဲဆိုတော့3ရဲ့နောက်မှာငကိုကဒသမရှိနေအခုကိန်းဘယ်နှလုံးတိုးလာလဲ1လုံး2လုံး3လုံးဘယ်နှစ်နေရာသာတိုးလာလဲ3နေရာသာမလို့3နေရာသာဖြစ်တဲ့အတွက်ဘယ်နှစ်စပြုတ်ထားလဲ1000စာဆိုပြီးဒီလိုလေးစဉ်းစားလိုက်ရင်ရပြီဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်နောက်ထပ်ပု္ပ္ပစာလေးတွေဆက်ပြီးလေ့လာရအောင်ကဲဒါဆိုအခုဆမတို့ပေးထားတဲ့ကိန်းလေးကိုကြည့်ပါ356ဤ10ပိုင်းတစ်ပိုင်းဟောဘာကိန်းလေးတွေကိုတွေ့ပြီလဲအပိုင်းကိန်းဒီမှာ100ပိုင်းတစ်ပိုင်း1000ပိုင်းတစ်ပိုင်းတို့ကိုရှာပါတဲ့ပထမပေးထားတာကဆမပထမရှိမှရှိတာ10စ100စ
အစတွေကိုမြင်ဆမဘာလို့ကပြောလဲမြောက်ကမယ်1000ဇာဆိုတော့ဆမတို့30နဲ့မြောက်တယ်100နဲ့မြောက်တယ်1000နဲ့မြောက်တယ်ဟောအခုဘာကိုတွေ့ပြီလဲဆိုတော့10ပိုင်းတစ်ပိုင်း100ပိုင်းတစ်ပိုင်း1000ပိုင်းတစ်ပိုင်းအပိုင်းကိန်းတွေရဲ့သဘောကဘာလို့ခိုင်းတာလဲဆိုရင်စားခိုင်းတာဘာလို့ခိုင်းတာလဲစားခိုင်းတာဆမအပိုင်းကိန်းကိုမြင်ရင်ဆမအပိုင်းကိန်းရဲ့အောက်ကအခြေကိုကြည့်လိုက်ပါ10ပိုင်းတစ်ပိုင်းဆိုတော့ဘာရှိလဲအခြေမှာ10ဒါဆိုရင်ပေးထားတဲ့ကိန်းကိုဘာနဲ့စားခိုင်းတာလဲဆိုတော့10နဲ့စားခိုင်းတယ်ဆိုတော့ဆမတို့သိရမယ်ဟုတ်ပြီနော်ပြန်ပြောပါမယ်အပိုင်းကိန်းတွေကိုမြင်ဘာလို့ခိုင်းတာလဲဆိုတော့အပိုင်းကိန်းရဲ့သဘောအရစားခိုင်းတာဟုတ်ပြီဘာနဲ့စားရမှာလဲဆိုတော့ကြည့်ချင်းပိုင်းခြေကိုကြည့်ပါပိုင်းခြေမှာ10ပိုင်းတစ်ပိုင်းဆိုတော့ဘာရှိနေရလဲ10ဒါဆိုပေးထားတဲ့356ကိုဘာနဲ့စားခိုင်းတာလဲဆိုတော့10နဲ့စားခိုင်းတာဟုတ်ပြီဒီမှာကြည့်လိုက်မယ်အပိုင်းကိန်းလေး100ပိုင်းတစ်ပိုင်းဒါဆိုရင်356ကိုကျွန်တော်တို့ကဘာနဲ့စားခိုင်းတာလဲဟုတ်တယ်ပိုင်းခြေမှာရှိတာ100ဆိုတော့100နဲ့စားခိုင်းနေဆိုတာကိုသိရမယ်ဟုတ်ပြီနောက်တစ်ခါ1000ပိုင်းတစ်ပိုင်းအပိုင်းကိန်းကိုမြင်စားရမယ်ဟုတ်ပြီဘာနဲ့စားရမှာလဲပေးထားတဲ့မူရင်းတန်ဖိုး356ကိုတီးပြီးတော့ပိုင်းခြေမှာပါရှိနေရလဲ1000ဒါဆိုဘာနဲ့စားရမှာလဲ1000နဲ့စားရမှာဟုတ်ပြီဆမတို့ကစားတယ်ဆိုရင်ဘာဖြစ်သွားမှာလဲဆိုတော့တန်မိုးလေးတွေလျော့သွားမှာဟုတ်ပြီနော်စားလိုက်တယ်ဆိုတဲ့ဟိုကမရှိတော့တာလျော့သွားဆိုတဲ့အဓိပ္ပာယ်စောင်းတယ်အဲ့တော့ဆမတို့ကစားရင်တန်မိုးတွေကတိုးလို့မရတော့ဘာဖြစ်မှာလဲလျော့မယ်ဆိုတော့ဆမတို့ကကြည့်လိုက်ပါမယ်အခုပေးထားတာကအပြည့်ကိန်း356ဆိုတဲ့သူတို့နေရာလိုက်တန်မိုးတွေယာနေရာ10နေရာခုနေရာအဲ့တော့ဆမတို့ကဒသမကဘယ်နေရာမှာရှိရလဲခုနဲ့10လီစိတ်ရဲ့ကြားထဲမှာဒသမရှိတယ်ဟုတ်ပြီနော်ကဲထားဆိုအခုဆီယမတို့က10ပိုင်းတစ်ပိုင်း10ပုံတစ်ပုံဆိုတော့ကျွန်တော်30နဲ့ဘာလို့ခိုင်းတာလဲစားခိုင်းတာဒါဆိုရင်ဟောဒီကိန်းလေးဟာဒသမရဲ့ဘယ်ကိုရွေ့မှာလဲဆိုတော့ကျွန်တော်တို့ကကိန်းနဲ့ပြောမယ်ဆိုရင်စားတယ်ဆိုရင်ကိန်းဟာဒသမရဲ့ညာဘက်ကိုရွေ့မယ်ပြန်ပြောမယ်နော်ကိန်းဟာဒသမရဲ့ယာဘက်ကိုရွေ့မယ်ဒါဆိုရင်ဒသမလေးနဲ့ပြောမယ်ဆိုရင်ဒသမကကိန်းရဲ့ဘက်ကိုရွေ့မှာလဲဝဲဘက်ကိုဆိုတော့အရှိကမြောက်ခဲ့တဲ့တန်မိုးနဲ့စန့်ကျင်ဘက်စဉ်းစားရအောင်အရှိတုန်းကတော့ဒသမနဲ့ပဲကျွန်တော်ပြောကြည့်မယ်ဒသမလေးဟာမြောက်တယ်ဆိုရင်30နဲ့မြောက်ရင်ဘယ်နှစ်နေရာစားလဲတနေရာစားဘက်ကိုတိုးတာလဲယာဘက်ကိုတိုးတာအခုကျတော့ဒသမလေးကစားပြီဖြစ်တဲ့ကြောင့်မလို့ဒသမအခုဘယ်ကိုတိုးမှာလဲဆိုတော့သူ့ရဲ့စန့်ကျင်ဘက်ဝဲဘက်ကိုတိုးမယ်ဒသမနဲ့ပဲကျွန်တော်ပြောရမယ်နော်ဒသမအမှတ်ကလေးကဘယ်ဘက်ကိုတိုးမလဲဝဲဘက်ကိုတနေရာစားတိုးမယ်ဒါဆိုအခုကျွန်တော်တို့က10ပိုင်းတစ်ပိုင်းလို့ပြောရင်30နဲ့စားတာဟုတ်ပြီ10စားနဲ့စားတာမဟုတ်ဘယ်နှစ်နေရာစားလဲတနေရာစားတိုးမယ်ဘယ်ကိုတိုးမှာလဲဒသမအမှတ်ကလေးကဝဲဘက်ကိုတိုးမယ်ဒါမှမဟုတ်တိုးလိုက်တော့ဘာဖြစ်သွားလဲဆိုတော့ဆီယမတို့က6ကလေးကဘယ်နေရာရောက်သွားလဲခုနေရာကနေ10လီစိတ်နေရာတနေရာစာကိုရော့ကြပါတယ်အဲ့လိုပဲ9က10နေရာနေတနေရာစာရော့တော့ခုနေရာကိုရောက်သွားမယ်ယာနေရာမှာရှိတဲ့3ကတနေရာစာရော့ကြတော့ဘယ်နေရာရောက်သွားလဲ10နေရာကိုရောက်သွားတယ်အဲ့တော့အဖြေကဒသမလေးကတော့ဒီနေရာမှာဆွဲတယ်ဆိုမှဘယ်နေရာလဲ35ဒသမ6ဖြစ်သွားတယ်ဟုတ်ပြီကဲထားဆိုရင်ဟောဒီပေးထားတဲ့မူရင်းကိန်း356ကိုပဲကျွန်တော်ထပ်စဉ်းစားမယ်ဒီတစ်ခါဘာနဲ့စားမှာလဲ100ပိုင်းတစ်ပိုင်းဆိုတဲ့100နဲ့စားမှာ100နဲ့ဆိုရင်ကျွန်တော်ဘယ်နှစ်နေရာသာရွေ့မလဲ2နေရာသာရွေ့မယ်ဘယ်ကိုရွေ့မှာလဲဒီတစ်ခါဒသမကလေးကယာဘက်ကိုမှုတော့ပဲနဲ့စားတယ်ဆိုရင်ကျွန်တော်စန့်ကျင်ဘက်အရက်ဘယ်ကိုသွားမလဲဝဲဘက်ကိုရွေ့မယ်ဘယ်နှစ်နေရာသာလဲ2နေရာသာအော်ငကိုရှိနေတဲ့ဒသမလေးကဒီနေရာကနေ2နေရာသာရွေ့မယ်ဆိုတော့စဉ်းစားလိုက်မယ်1နေရာ2နေရာဘယ်ကိုရောက်သွားမှာလဲကျွန်တော်တို့ဒီနေရာလေးကိုရောက်သွားမှာဟုတ်ပြီနော်ပြန်ပြောပါမယ်ကဲဒါဆိုအခု356ဤကျွန်တော်ဘယ်လိုသွားတော့မလဲ10ပိုင်းတစ်ပိုင်းတန်မိုးကိုရပါပြီဆိုတော့100ပိုင်းတစ်ပိုင်းတန်မိုးကိုစဉ်းစားရမယ်100လို့ပြောရင်100ပိုင်းတစ်ပိုင်းအပိုင်းကိန်းဆိုမှဘာပြမလဲစားရမယ်ဒါဆိုရင်356ဆိုတဲ့မူရင်းကိန်းနဲ့ပဲစဉ်းစား356ဆိုတဲ့မူရင်းကိန်းလေးကိုကျွန်တော်တို့ဘာနဲ့စားမှာလဲပိုင်းချိန်မှာရှိတယ်100နဲ့စား100နဲ့စားလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲရော့မယ်ဟုတ်ပြီရော့တဲ့အခါကျလို့ရှိရင်ဒသမလေးကဘယ်ဘက်ကိုတိုးမှာလဲဝဲဘက်ကိုဘယ်နှစ်နေရာသာတိုးမလဲ100နဲ့စားတော့2နေရာရေးလိုက်တော့1နေရာ2နေရာဘယ်ရဲ့အရှိကိုရောက်အောင်မလဲ9ရဲ့အရှိကိုရောက်သွားတယ်ဒါဆိုရင်ကျွန်တော်တို့က9ကဘယ်နေရာရောက်အောင်မလဲ2နေရာစာရော့မယ်အဲ့တော့1နေရာစာ2နေရာ6ကလည်း1နေရာစာဘယ်နဲ့လဲ2နေရာစာဆိုတော့ဟောဒီနေရာကိုရောက်သွားမယ်10နေရာမှာရှိနေတဲ့9က2နေရာစာရော့မယ်ဆိုတော့1နေရာ2နေရာဘယ်နေရာရောက်သွားမလဲဟောဒီနေရာကိုရောက်သွားမယ်ယာနေရာမှာရှိနေတဲ့3လေးဟာ2နေရာစာရော့မယ်ဆိုတော့1နေရာ2နေရာဘယ်နေရာရောက်သွားမလဲခုနေရာကိုရောက်သွားမယ်အဲ့တော့ဒသမလေးကဒသမနဲ့ပြောမယ်ဆိုဒသမကဘယ်ဘက်ကိုလဲဝဲဘက်ကို2နေရာစာတိုးလာတယ်ဟုတ်ပြီနော်ငကိုကဒသမလေးက6ရဲ့နောက်မှာ1နေရာစာတိုးလာတော့6ကနောက်ကိုရောက်သွားတယ်အခု2နေရာစာတိုးတယ်ဆိုတော့9ရဲ့အရှိကိုဒသမလေးကရောက်သွားတယ်ကိန်းအနေနဲ့ပြောမယ်ဆိုရင်ကိန်းကဘယ်နေရာစာဆုတ်သွားတယ်လေကိန်းတစ်လုံးစီကသူတို့ရောက်ရှိနေတဲ့မူလတန်မိုးကနေ2နေရာစီနောက်ဆုတ်သွားတယ်ဟုတ်ပြီနော်ကဲပု္ပ္ပစာနံပါတ်8ကလေးကိုဆက်ပြီးလေ့လာလိုက်အောင်
ပုံစံနံပါတ်8လို့စမနဲ့တူတစ်ချက်လောက်ဖတ်ကြည့်ပါအောက်ပါကိန်းများဤဒသမကိန်းများကိုဓမ္မကိန်းများဤ10ပုံတစ်ပုံ100ပုံတစ်ပုံနဲ့1000ပုံတစ်ပုံပေါ့နော်10ပိုင်းတစ်ပိုင်း100ပိုင်းတစ်ပိုင်းနဲ့1000ပိုင်းတစ်ပိုင်းတို့ရဲ့တန်ဖိုးတွေကိုရှာပေးရမယ်ရှာပြီးရေးပေးရမှာဟုတ်ပြီနော်ကဲအောက်ပါကိန်းများဤဒသမကိန်းများဤ10ပိုင်းတစ်ပိုင်း100ပိုင်းတစ်ပိုင်းနဲ့1000ပိုင်းတစ်ပိုင်းတို့ကိုရေးပါအဲ့တော့ပေးထားတဲ့ပုံစံလေးကိုကြည့်လိုက်ပါဘာလေးပေးထားလဲဖတ်လိုက်ပါအောင်နံပါတ်ကာကြီးလေးမှာဟုတ်ပြီဗာတန်ဖိုးလေးပေးထားလဲဆိုတော့50နဲ့တော့အဲ့တော့ပေးထားတဲ့ကိန်းရဲ့10ပုံပုံရင်တစ်ပုံ1000ပုံတစ်ပုံနဲ့1000ပုံတစ်ပုံဆိုပေးထားတဲ့ဟောဒီကာကြီးပု္ပ္ပစာကိုဘယ်နှမျိုးတွက်ပေးရမှာလဲ3မျိုးတွက်ပေးရမယ်ဟုတ်ပြီနော်ကဲတော့ဆင်မနဲ့စလိုက်မယ်53ဤဘာကိုအရင်ရှာမလဲ10ပုံပုံရင်တစ်ပုံစာတန်ဖို့အရင်ရှာအဲ့တော့53ဤ10ပုံပုံရင်တစ်ပုံစာတန်ဖို့ရှာမယ်ဆင်မဆောနာပြောတဲ့အပိုင်းကိန်းကိုမြင်ရင်ဆင်မတို့ကဘာလုပ်ရမယ်လို့သိရမလဲစားရမယ်ဟုတ်ပြီအားကြောင့်မလို့စားရတယ်ဆိုတော့53ဘာနဲ့စားခိုင်းတာလဲ10နဲ့စားခိုင်းတာအဲ့တော့အခြေရဂိမ်းကိုကြည့်လိုက်တော့10နဲ့စားခိုင်းတာဒါဆိုရင်10နဲ့စားခိုင်းနေဆိုရင်စမောက်ဆန္ဒရှေ့မှာတင်ခဲ့တဲ့အတိုင်းဘယ်နှနေရာစားလဲတနေရာစားဟုတ်ပြီဘာရွှေ့ရမှာလဲဆိုတော့ဒသမအမှတ်ကလေးဒီတစ်ခါဆမတို့ကစားရင်ဒသမအမှတ်ကိုဘယ်ကိုရွှေ့ရမှာလဲဝဲဘက်ကိုရွှေ့ရမှာကဲဒါဆိုရင်ကျမတို့ကစလိုက်မယ်ဘယ်နှနေရာသာရွှေ့ရမှာလဲဆိုတော့တနေရာသာဟောတော့ကျမတို့ကတနေရာသာရွှေ့လိုက်လို့ရှိရင်ဒသမ၄ကတနေရာသာရွှေ့လိုက်တော့တစ်လုံးရဲ့အရှိကိုရောက်လာမယ်အဲ့ဒါဘယ်ကိုရွှေ့ပါမလဲဆိုတော့3ရဲ့အရှိကိုတနေရာသာဒသမတန်မို့တိုးလာတော့ကျမတို့ဘယ်လောက်ဖြစ်သွားလဲဆိုတော့9ဒသမ3ဟုတ်ပြီနော်53ရဲ့10ပုံတစ်ပုံဟာဘယ်လောက်ရှိရလဲ9ဒသမ3ဟုတ်ပြီဆိုတော့ဒသမ၄ကိုဝဲဘက်ကိုဘယ်နှနေရာသာရွှေ့လိုက်တာလဲတနေရာသာရွှေ့လိုက်တာဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ခါ53ဆိုတဲ့တန်မိုးလေးကိုပဲဘယ်တစ်ခါရှာရင်းလာလဲဆိုတော့100ပိုင်းတစ်ပိုင်းရဲ့တန်မိုးကိုဆရာမတို့ကိုရှာခိုင်းတယ်53ဤ100ပိုင်းတစ်ပိုင်းဒါဆိုဆရာမတို့ပြောရဲလေအပိုင်းကိန်းဆိုရင်ဘာလုပ်ရမလဲဟုတ်တယ်အပိုင်းကိန်းဆိုတော့စားရမယ်ဟုတ်ပြီဘာနဲ့စားရမှာလဲအခြေကိုကြည့်လိုက်တော့ဘာရှိလဲ100ဒါဆိုရင်53ဘာနဲ့စားခိုင်းတာလဲ100နဲ့ဟုတ်ပြီ100နဲ့စားတော့မယ်ဆိုရင်ဆရာမတို့ကဒသမတန်မိုးဘယ်နှစ်နေရာစာဖြတ်မှာလဲ2နေရာစာဟုတ်ပြီဒသမတန်မိုး2နေရာစာဘယ်ဘက်ကိုတိုးမှာလဲဒသမအမှတ်လေးကဟုတ်တယ်ကိန်းရဲ့ဝဲဘက်ကိုတိုးမှာဒါဆိုဆရာမတို့ကအခုဒီမှာရှိရလဲကိန်းကဘယ်နှလုံးလဲနှလုံးအဲ့တော့အဲ့နှလုံးလုံးစာရဲ့အရှိကိုဆရာမတို့ဒသမလေးကဘာဖြစ်သွားလဲ2နေရာစာရောက်သွားတယ်ဆိုတော့ကိန်းအနေနဲ့ပြောမယ်ကိန်းအနေနဲ့ပြောမယ်ဆိုရင်ကိန်းကလေးဟာ10နဲ့စားတဲ့အတွက်ကြောင့်မလို့ကိန်းဘယ်နှနေရာစားလဲတစ်လုံးတစ်နေရာစားဒသမရဲ့ဘယ်ကိုရောက်သွားလဲရာဘက်ကိုကိန်းရရောက်တယ်ဒါမှမဟုတ်ကျွန်တော်တို့53ကနေဟောဒီ3တစ်လုံးတစ်နေရာစားကဘယ်ကိုရောက်သွားလဲဒသမရဲ့နောက်ကိုကိန်းတစ်နေရာစားရွေ့သွားတယ်ညာဘက်ကိုဟုတ်ပြီဒီခါအခု53 100နဲ့စားတာဖြစ်တဲ့အတွက်ကိန်းအနေနဲ့ပြောမယ်ဆိုရင်ကိန်းလေးဟာရာဘက်ကိုဘယ်နှနေရာသာရောက်သွားမှာလဲ2နေရာအခုရှိနေတဲ့ကိန်းရလဲဘယ်နှလုံးလဲ2လုံးဒါကြောင့်မလို့2လုံးစလုံးဟာဒသမရဲ့ဘယ်ဘက်ကိုရောက်သွားလဲရာဘက်ကိုရောက်သွားတဲ့နှလုံးသွင်းဒါဆိုရင်ကျွန်မအရှိမကိန်းမရှိရတဲ့ကျွန်မဘာလေးနဲ့ခံလိုက်မလဲ3ညာလေးနဲ့ခံလိုက်တော့3ညာဒသမ53တန်မှုဖြစ်သွားတယ်ဟုတ်ပြီကျွန်တော်ဒီတစ်ခါအခု53ဤဘာတန်မိုးကိုယူမှာလဲ1000ပိုင်းတစ်ပိုင်းတန်မိုးကိုရှာခြင်းတယ်ဟုတ်ပြီအပိုင်းကိန်းတွေရဲ့သဘောအရဘာလုပ်ခိုင်းတာလဲစားခိုင်းတာဒါဆိုရင်ပေးထားတဲ့53ကိုဘာနဲ့စားခိုင်းတာလဲဟုတ်တယ်ပိုင်းကြီးမှာရှိရ1000နဲ့စားခိုင်းတာ1000နဲ့စားပြီဆိုရင်ဆရာမတို့ကဘယ်နှစ်နေရာစာလဲ3နေရာစာဟုတ်ပြီ1000နဲ့မှုလို့3နေရာစာရွှေ့မယ်အဲ့တော့ဆရာမတို့ကကိန်း3လုံးရွှေ့မယ်ရွှေ့တဲ့ခါဆရာမတို့ရွှေ့စရာကကိန်းဘယ်နှလုံးပဲရှိဆိုတော့1000နဲ့စားတဲ့အတွက်ကိန်း3နေရာရွှေ့မယ်ရွှေ့ဖို့ဒီမှာကြည့်လိုက်တော့ကိန်းကဘယ်နှစ်နေရာစာ2နေရာပါဆရာတော့လိုနေတဲ့1နေရာစာကိုဆရာမတို့ဘာနဲ့ဖြည့်မလဲဆိုတော့3ညနဲ့အဲ့ဒီခါမှာတောက်သမီးတို့သတိထားမှာကဟောဒီဖြည့်ရဲ့ကိန်းတစ်လုံးစာတနေရာစာအတွက်လိုနေတဲ့3ညာလေးကိုဆရာမတို့ကဒသမနဲ့ဘယ်မှာပဲဖြည့်ရလဲဆိုတော့ကက်ရဲ့နေရာမှာပဲဖြည့်ရတယ်ဒသမရဲ့နောက်ဆရာမတို့ရှိတဲ့53ကိုအရင်ရေးပြီးတော့လိုနေတဲ့တနေရာစာကိုနောက်မှလာဖြည့်လို့မရပါဘူးဒသမရဲ့သဘောရအဲ့ဆိုဆရာမတို့တားတို့သမီးတို့ထွက်တဲ့အဖြေဟာမှားသွားလိမ့်အဲ့တော့ဆရာမတို့ကဒီမှာရွှေ့ကျင်တာက3နေရာစာ1000နဲ့စားလို့3နေရာစာရွှေ့ကျင်တယ်ဒါပေမဲ့ရှိတဲ့ကိန်းက2နေရာစာပဲရှိတယ်ဆိုလို့ရှိရင်ဆရာမတို့လိုနေတဲ့တနေရာစာအတွက်ဖြည့်မဲ့3ညဘယ်ကနေဖြည့်ရမှာလဲဆိုတော့ဒသမနဲ့ကက်ရဲ့နေရာကနေဘာလုပ်ရမလဲဆိုတော့ဖြည့်ရမယ်အဲ့ဒါလေးတော့သတိထားပေးရမယ်ဟုတ်ပြီနော်ကဲဒါဆိုအခုဆရာမတို့က53ကို1000စားပြုလို့ကိန်းကိုဒသမရဲ့ရာဘက်ကို3နေရာသာရွှေ့ဖို့အတွက်ဆရာမတို့ကြည့်လိုက်တော့3လုံးမရှိ2လုံးပဲရွှေ့တယ်လိုနေတဲ့တနေရာကိုဟောဒီဒသမနဲ့ကက်ရဲ့3ညနေရာနေဖြစ်တော့တန်ဖိုးကဒ
သမ3953ဆိုပြီးထွက်ပါတယ်အဲ့ဒီမှာသူ့မှာမူလကိန်းပြည့်တန်မိုးမရှိတဲ့အတွက်ဆရာမတို့ကကိန်းပြည့်တန်မိုးလေးကိုအခုလိုမျိုးလေးဓာတ်3ရဲ့1000ပိုင်းတစ်ပိုင်းတန်မိုးဟာ3 ဒသမရဒါဆိုရင်အခု53ရဲ့1000ပိုင်းတစ်ပိုင်းတန်မိုးကိုဆရာမတို့ကရလာတဲ့ကိန်းတန်မိုးဖတ်လိုက်ပါမယ်3 ဒသမ353ဟုတ်ပြီနော်ကဲဒါဆိုရင်အခုကျွန်တော်တို့53ရဲ့10ပိုင်း10ပုံပုံရင်တစ်ပုံ100ပုံတစ်ပုံနဲ့1000ပုံတစ်ပုံကိုအခုလိုမျိုးလေးစဉ်းစားပြီးဆောင်းဘာလုပ်လို့ရလဲအဖြေတန်မိုးတွေကိုရှာယူလို့ရတယ်ဟုတ်ပြီပု္ပ္ပစာခါခွေးကိုကြည့်မယ်ပု္ပ္ပစာခါခွေးမှာဘာပေးထားလဲဆိုတော့401ဆိုတဲ့ဂိမ်းတန်မိုးပေးထားတယ်အပြည့်ဂိမ်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူ့ရဲ့နေရာလိုက်တန်မိုးတိုင်းပဲခေါ်မယ်401 431လို့မဖတ်ပါနဲ့เนาะအဲ့တော့401ကဲဒါဆိုရင်ပေးထားတာအပြည့်ဂိမ်းနေအဲ့ဒါကိုကျွန်တော်တို့ဘာရှာတော့မလဲဆိုတော့ဒသမဂိမ်းဖြစ်အောင်တန်မိုးတွက်တော့မယ်အဲ့တော့10ပိုင်းတစ်ပိုင်းပြုမယ်အဲ့တော့ပေးထားတဲ့ဂိမ်း401ဤဘယ်လောက်တန်မိုးကိုရှာမှာလဲ10ပုံပုံရင်တပုံစာတန်မိုးကိုရှာမယ်ဟုတ်ပြီအဲ့တော့ဘယ်နှပိုင်းလဲ10ပိုင်းပိုင်းကြီးကိုပဲကျွန်တော်တို့ကြည့်မယ်ပိုင်းကြီးမှာ10ဆိုတော့3ညဘယ်နှလုံးပါတစ်လုံး3ညတစ်လုံးပါရင်ကျွန်တော်တို့ဒသမကိုလည်းဘယ်နှနေရာဖြစ်မလဲတနေရာစာ3ညအရေးအတွက်တိုင်းဟုတ်ပြီနော်အဲ့လိုလေးအလွယ်မှတ်မယ်အော်3ညအရေးအတွက်တိုင်းတနေရာစာဖြတ်မယ်ဖြတ်ဖို့အတွက်ကျွန်တော်ဘယ်ကနေစဖြတ်မလဲနောက်လုံးကနေစဖြတ်မယ်အဲ့တော့ဖြတ်မယ်တနေရာစာဖြတ်လိုက်တော့1ဟုတ်ပြီအဲ့တော့ဒသမလေးကဘယ်ရှေ့ကိုရောက်သွားလဲ1ရဲ့ဝဲဘက်ကိုရောက်သွားတယ်အဲ့တော့ဆမတို့ကဒသမလေးကတနေရာစာဝဲဘက်ကိုရောက်သွားတယ်ရောက်သွားပြီးမှကျွန်တော်ကဲနောက်ဘာကြံလဲဆိုတော့ရှိမှ4 3ညအဲ့တော့40 ဒသမ1 40 ဒသမ1အဲ့တော့401ဤ10ပိုင်းတစ်ပိုင်းတန်ဖိုးက40 ဒသမ1ကဲနောက်တစ်ခါနောက်တစ်ပုတ်4ပေးထားတဲ့ဂိမ်းတန်ဖိုး401ကိုပဲကျွန်တော်ဒီတစ်ခါဘယ်နှပိုင်းစာရှာမှာလဲအပုံ100ပုံရင်တပုံစာတန်ဖိုးကိုဒသမဂိမ်းနဲ့ဖော်ပြမယ်အဲ့တော့100ပိုင်းတစ်ပိုင်းတန်ဖိုးဟုတ်ပြီလိုချင်တာဒသမနဲ့မှုလို့ဒသမဂိမ်းနဲ့ဖော်ပြမယ်အဲ့တော့100ဆိုရင်3ညဘယ်နှလုံးပါနှလုံးဒါဆိုရင်ဒသမဝဲဘက်ကိုဘယ်နှနေရာစာရွေးမှာလဲ2နေရာစာအော်2နေရာစာတော့ရေးလိုက်မယ်1နေရာစာ2နေရာစာဒါကြောင့်မို့ဘယ်အရှိကိုရောက်သွားလဲ3ညရဲ့အရှိကိုဒသမလေးကရောက်သွားမယ်ဒီမှာနောက်မှာ2နေရာစာ3ညရဲ့တစ်ခဲကရောက်သွားမယ်ကဲဒါဆိုဘာပဲကြံခဲ့တော့လဲရှေ့မှာ4လေးပဲကြံခဲ့တော့ဒါဆိုရင်401ရဲ့100ပိုင်းတစ်ပိုင်းတန်ဖိုးက4 ဒသမ3ည1ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ပုတ်400 sorry 401ဤစမအခုခါမှာဘာတန်မိုးလဲဆိုတော့1000ပိုင်းတစ်ပိုင်းတန်မိုးဟုတ်ပြီ1000ပိုင်းတစ်ပိုင်းတန်မိုးကိုဘာနဲ့လိုချင်တာလဲဒသမနဲ့လိုချင်တာဒါဆိုရင်စမအခုဒသမလေးကိုဖြတ်တော့မယ်1000ကိုပိုင်းချီပြူထားဖြစ်တဲ့တညာဘယ်နှလုံးပါလဲအလွယ်စောပြောရင်3လုံး3ညအရေးအတွက်တိုင်းစမတို့ဒသမနေရာကိုဖြတ်မယ်အဲ့တော့3ည3လုံးပါတဲ့ဘယ်နှနေရာသာသွားမလဲ3နေရာသာဘယ်ဘက်ကိုရွှေ့မှာလဲဝဲဘက်ကိုရွှေ့မယ်ဆင်မတို့ရှိတဲ့ဘက်ကိုအဲ့တော့ဝဲဘက်ကိုဒသမလေးကရွှေ့လိုက်ပြီအဲ့တော့ဒသမတော့ဘယ်နေရာရှိမလဲ3နေရာသာဂိမ်းရှိသွားမယ်အဲ့တော့ဒီမှာလည်းဘယ်နှလုံးရှိလဲ3လုံးအဲ့တော့ရှိတဲ့3လုံးစလုံးဘယ်ကိုရောက်သွားလဲဒသမရဲ့နောက်ကိုရောက်သွားတယ်အော်ဒသမအဲ့ဂိမ်းကိုဖတ်လို့ရှိရင်401လုံးဖတ်ပါဒသမနောက်ကရောက်သွားတဲ့ဂိမ်းမျိုးဆိုရင်ဆင်မတို့ကသူ့ရဲ့တန်မိုးတစ်ခုစီတိုင်းဖတ်မယ်4 3ည1အဲ့တော့ဒသမ4 3ည1အရှိမဘာတန်မိုးမှရှိမလဲဆိုတော့ဘာလေးနဲ့ဖြည့်လိုက်မလဲ3ညအဲ့တော့401ရဲ့1000ပိုင်းတစ်ပိုင်းတန်ဖိုးက3ညဒသမ4 3ည1ရမယ်နော်ဒီလိုလေးနဲ့အလွယ်နည်းလေးနဲ့3ညရေအတွက်တိုင်းစဉ်းစားပြီးဒသမတန်ဖိုးကိုဝဲဘက်ကိုအစားတာအပိုင်းကင်းဖြစ်တဲ့စားတယ်ဆိုရင်ဝဲဘက်ကိုသူ့ရဲ့3ညတန်ဖိုးအရေအတွက်လေးတိုင်းဒသမကို1နေရာစာ2နေရာစာ3နေရာစာရွှေ့ပေးလိုက်လို့ရှိရင်အဖြေလေးတွေကိုအခုလိုမျိုးအလွယ်တွက်လို့ရပါတယ်ဟုတ်ပြီနော်ကဲဒါဆိုဆမကကာကြီးနဲ့ခါဝေးနှစ်ပုတ်တက်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်ပုတ်စာမှာကြည့်မယ်ဆမတို့ပုတ်စာနံပါတ်ရှိမှာဂငယ်ဂါကြီးရှိပါတယ်အဲ့တော့ဂငယ်ဂါကြီးကကာကြီးခါဝေးနဲ့ပုံစံတူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဂငယ်နဲ့ဂါကြီးကိုတောက်သမီးတို့ကိုယ်တိုင်ဘာလုပ်ကြည့်မလဲကိုကကိုလေးကျင်ရင်းနဲ့ဟုတ်ပြီနော်ဘယ်လောက်ထိကိုမှတ်မိတယ်လဲရတယ်လဲကိုကကိုလေးကျင်ရင်းနဲ့တွက်ကြည့်ပါအဖြေကိုဆမတို့ဘာလုပ်လို့ရလဲနောက်မှာပြန်ပြီးတော့တိုက်လို့ရပါတယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ဂငယ်နဲ့ဂါကြီးကိုကိုယ်တိုင်တွက်ယူကြည့်ပါဆောင်းတော့နောက်ထပ်တစ်ပုတ်ဆက်သွားမယ်ဟုတ်ပြီပု္ပ္ပစာနံပါတ်6လေးကိုဖတ်ပါမယ်အောက်ပါကိန်းတစ်ခုစီသည်382ဤမြည်သည့်အပိုင်းကိန်းဖြစ်တဲ့ဒီတစ်ခါဆမတို့ကဒသမတန်ဖိုးနဲ့ဖော်ပြရမှာမဟုတ်ပါဘူးဘာနဲ့ဖော်ပြရမှာလဲဆိုတော့အပိုင်းကိန်းပြန်ပြရမှာဟုတ်ပြီနော်သူပေးထားတဲ့တန်ဖိုးလေးကိုကြည့်ဘာတန်ဖိုးလေးတွေပေးထားလဲဒသမတန်ဖိုးလေးတွေပေးထားတယ်ဆမတို့ကဘာပြန်လုပ်ပေးရမှာလဲအပိုင်းကိန်းပြန်ဖွဲ့ပြအောင်ကဲဒါဆိုကြည့်လိုက်မယ်ဘာနဲ့နှိုင်းရှင်ပြီးအပိုင်းကိန်းပြန်ဖွဲ့ပြရမှာလဲဆိုတော့ပ
ပေးထားတဲ့တန်ဖိုး382နဲ့နှိုင်းယှဉ်ပြီးတော့မှပေးထားတဲ့ဒသမကိန်းတွေကဘယ်နှစ်နေရာစာအပိုင်းကိန်းပြုတ်ခဲ့ရလဲဒသမဘယ်နှစ်နေရာစာအပိုင်းကိန်းပြုတ်ခဲ့လို့ဒသမတန်ဖိုးဒီလောက်နဲ့ထွက်တာလဲဆိုတော့နှိုင်းယှဉ်ပါအဲ့တော့နံပါတ်ကကြီးမှာစာရေးလိုက်မယ်39ဒသမနှစ်တီဟုတ်ပြီနော်စမောက်ကမှာကိန်းတစ်ခုစီဆိုတဲ့နေရာမှာအဲ့ဒီပေးထားတဲ့ကိန်းတန်ဖိုးလေးကိုထည့်လိုက်မယ်ကိန်းတစ်ခုဆိုတဲ့နေရာမှာကာကြီးပု္ပ္ပစာ39ဒသမ2မလို့စမောက်အဲ့ကိန်းခုနေရာမှာ39ဒသမ2တီဘာဤလဲ382ဤပု္ပ္ပစာလေးတိုင်းပဲဆိုတော့ဖြည့်သွားတာဟုတ်ပြီနော်ကိန်းတစ်ခုဆိုတဲ့နေရာမှာပေးထားတဲ့ကာကြီးပု္ပ္ပစာရဲ့တန်ဖိုးကိုဖြည့်တယ်ပြီးရင်ဒီလေးနဲ့382ရတော့3ဒသမ39ဒသမ2တီ382ဤဘလောက်လဲစမောက်ကြည့်လိုက်မယ်အခုဒီမှာအပြည့်ကိန်းက382ဒသမကမရှိသေးဘူးအခုဒသမဘယ်နှစ်နေရာသာရွေ့သွားလဲတနေရာသာရွေ့သွားတယ်ဘယ်ဘက်ကိုလဲဝဲဘက်ကိုဘယ်ဘက်ကိုအဲ့တော့ဘယ်ဘက်ကိုရွေ့ရခြင်းသဘောကဘာဖြစ်လဲစားထားလို့ဟုတ်ပြီတစ်လုံးရွေ့ထားကြအောင်ဘာနဲ့စားထားတာလဲ10ပိုင်းတစ်ပိုင်းနဲ့စားထားတာဟုတ်ပြီနော်ဒါမှမဟုတ်39ဒသမ2တီ382ဤ10ပုံပုံရင်တပုံဖြစ်သည်ရမလားလွယ်လေးပါဟုတ်ပြီနော်ကဲအခုဒါဆိုရင်စမောက်နောက်တစ်ခုခဝေးပု္ပ္ပစာ3ဒသမ3ခွန်နှစ်ကိန်းတစ်ခုစီဆိုတဲ့နေရာမှာအခုသူ့ရဲ့ပေးထားတဲ့တန်ဖိုးလေးကိုအစားသွင်းလိုက်မယ်3ဒသမ3ခွန်နှစ်ဒီဟုတ်ပြီဘာနဲ့ပဲနှိုင်းယှဉ်သွားမှာလဲပေးထားတဲ့ဟောဒီပု္ပ္ပစာကတော့မပြောင်းလဲ382နဲ့ဆိုနှိုင်းယှဉ်သွားမှာ382ဤဟုတ်ပြီပေးထားတဲ့မူလကိန်းကအပြည့်ကိန်းအဲ့ဒီအပြည့်ကိန်းကနေမှာအခုဒသမကိုကြည့်လိုက်ဘယ်နှစ်နေရာကြော်သွားလဲတစ်လုံးနှလုံးသုံးလုံး3နေရာစာကိန်း3လုံးစလုံးကိုကြော်ပြီးတော့ဘယ်ဘက်ကိုရောက်လာလဲကိန်းနေရဲ့ဝဲဘက်ကိုရောက်လာဒါဆိုရင်ကိန်း3လုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဘာနဲ့အပိုင်းကိန်းပြုတ်ခဲ့ရလဲ3နေရာစာဆိုတော့1000နဲ့ပြုတ်ခဲ့တာဟုတ်တယ်ဒါဆိုရင်ဆိုတော့1000မှာတစ်ပိုင်းဖြစ်သည်ဆမတို့ကဘလောက်အပိုင်းကိန်းပြုတ်ထားလဲသိချင်ဒသမနောက်ကကိန်းလုံးရေတော့ကိုရတနေရာစာဆိုရင်3ညတစ်လုံးပါတယ်30နဲ့ပြုတ်ထားတာအပိုင်းကိန်း3နေရာသာဖြစ်တဲ့ကြောင့်မို့3ည3လုံးပါတဲ့1000နဲ့အပိုင်းကိန်းပြုထား။ကဲဒါဆိုရင်အခုနံပါတ်ငယ်ကိုကြည့်မယ်3ဒသမခွန်နှစ်တီပေးထားတဲ့ကိန်းတန်မိုးတီဘာနဲ့နှိုင်းရှင်ရမလဲ382ဤဟုတ်ပြီကဲဘလောက်အပိုင်းကလေးဖြစ်လဲသိချင်လို့ရှိရင်ကျွန်တော်တို့ကြည့်လိုက်မယ်ဒသမရဲ့နောက်ကကိန်းရေအတွက်ကိုကြည့်လိုက်ဘယ်နှစ်နေရာသာရှိလဲ2နေရာသာဒါဆိုဒသမကကိန်းဘယ်နှလုံးကိုဖြတ်လာပြီးဝဲဘက်ကိုရောက်ခဲ့ရလဲ2နေရာ2နေရာကိုဖြတ်လာပြီးဝဲဘက်ကိုရောက်ခဲ့ရ2နေရာဆိုတော့ဘာနဲ့ပါလဲ3ညာနှလုံးပါတယ်100နဲ့အပိုင်းကိန်းပြုတ်ခဲ့တာအားမို့382ဤ100ပုံပုံဤတပုံတန်မို့100ပိုင်းတစ်ပိုင်းဖြစ်သည်ဒီလိုလေးစဉ်းစားပြီးတော့အဖြေရှာပေးမယ်ရမလားကဲဒါဆိုလို့ရှိရင်စမတို့နောက်ထပ်တစ်ပုဒ်ကိုသွားကြည့်ရအောင်နော်